ပြန်ဆုံးဖို့တောင်းစုချေတိုက်ပွဲများကြတဲ့အောင်မြင်ခြင်းတွေကိုထွေးပိုက်ပြီးတော့ပြန်လာခဲ့မလဲနေဝမနေနဲ့ဆိုရင်မိသားစုများနဲ့ပျော်ရွှင်ခြင်းတွေကိုလည်းပဲတောင်းတနေသူမို့လဲဆိုရင်ဒီတခြင်းအလံတန်ဆိုရင်တို့တွေသူတွားခဲ့ကြတဲ့မတရားနေရာတွေလွာမပြေကိုလေးအမြဲတမ်းတည်ရနေဆိုရင်ပြန်ဆုံးဖို့တောင်းစုချေဒီတော်လိုင်းရဲ့အောင်နိုင်သွားတဲ့အချိန်ကိုမင်းစီရောက်ပြန်လာခဲ့မယ်နော်ဆိုရင်ကိုသစ္စာရှိရှိနဲ့စောင့်နေပြီပါနော်